Hello မင်္ဂလာပါဒီနေ့ကတော့တငယ်ချင်းနဲ့ basically organic ပေါ့နော်ကျမတို့တရက်တာဖျားချောင်းတက်ပြီးတော့ refreshing သွားလုပ်တာပါပန်းတီးချံရောက်တော့အင်ဂျင်နာနေ30မိနစ်လောက်ကွာတယ်ပေါ့နော်ပန်းတီးချံပန်းတီးတွေချွေကြွတာမြင်တော့အရန်ဝမ်းသာပြီးတော့ဓပုံအရင်ရိုက်လိုက်ပါတယ်တငယ်ချင်းကခါဖတ်နေတဲ့အချိန်မှာကျမကတော့ချက်လက်ပေါ့နော် This is me with my friend Apple tree တဲ့မဇောက်သိ so excited to see okay ပေါ်မှာတော့ပြန်နေပါတယ်တန်ရတော့ okay ကျွန်တော်တို့ပန်းခုမယ်$10ပို့ပေါ့နော်ပန်းတွေတွားခုမယ်ဝင်ကြတော့တယောက်ကို3ချက်ပေးပါတယ် this is me the way I love okay feel the nature baဒီဟာလေးတွေကတော့လှပင်မဲ့စူးပါတယ်စာစူးပါပြီကုတ်ပါပြီပုံကတော့အရေးမပြတ်ပါဘူးပထမဆုံးချိန်ညလိုက်ပါပြီ Too short ma'am Yeah because this is my first time ညပြောနေပါတယ် Cutting flowers ကတာနေဝဲအေးသမီးနေ orange အေး voice over မလုပ်ပဲနဲ့ nature song လေးတွေဖွင့်ချင်တာလည်းမဲ့ par khati ko မမလုပ်ဘူး ko ramai am phai pang par de heta tu paisa pe ko khat ko li de သူမပြုံးနေသည်ပေါ့ ana itu okay this is with my friends cheese ပဲပြီးနေပါတယ်ရှိုက်နေပါတယ်ရန်လှတော့ပါ Pati mo ဒီဘက်ကတော့ပန်းချံပေါ့နော်ဟိုဘက်မှာကျတော့ cornfield နဲ့ apple tree apple ရက်တွေရှိတယ်ပေါ့နော်လင်းပြန်ကြည့်ရတော့ the recipe ပြန်ဝင်နေပါတယ်ပန်းပင်ရှုံးပေးတဲ့သဘောပါချီပြပြလေးနဲ့အဲလိုကောင်းပါတယ် apple monastery apple tree အနီးကပ်ရပြပါမယ်။အောက်မှာလည်းကျွေးနေတယ်ပေါ့နော်။တချို့ဆိုရင် line လျှောက်တယ်ခွေးတွေနဲ့ပြေးတယ်လို့မျိုးလေး။အဲဒါ green apple ပါ။ချုံရတစ်ဖြက်။ cornfield ပါရှင်။အဆုံးထိကြည့်ပေးပါနော် Thank you bye everyone ။နောက်တစ်ပတ်တွေမှာလည်းကျမတို့ပွားဆရာရှိလို့ရှင်တော့လေးရိုက်ပြပါမယ် I love you all guys